မဖွင့်ထားရလေရှင်ဖေကအလေးလိုက်ပြီလားဟာငါစီးပွားရေးသမားတယောက်လေကွာငါကုန်တယ်လေဧည့်သည်လေသူတို့ဘယ်လိုပဲကျွေးမွေးအခါတာဟုတ်ပါမင်းကလေဒါမှငါလုပ်မှမကောင်းဘူးမလေးရှင်ဒီလိုအကြောင်းပြချက်မျိုးဆိုလဲညာလိုက်အိမ်ပြန်တော့ကြတယ်မျိုးလုံးပြန်တော့ကြတယ်အခုငါဘာဖြစ်နေလို့တော့မင်းအဲ့လိုလုပ်ငန်းနဲ့ပတ်သက်ပြီးတော့လေနားလည်မှုမရှိဘဲနဲ့လေငါ့ကိုအဲ့အပြစ်ပြောနေလို့ကိုမကျေနပ်လို့တောက်တာကွာဘာဖြစ်လဲခလေးရရှင်မှာဒီလိုဖြစ်နေရှင်မရှက်ဘူးလားဟာရှက်အောင်ငါမိုးတာမလုပ်နေလို့တော့မိသားစုကိုကောင်းကောင်းမွန်ရှာကိုကျွေးမွေးနေတာပဲလေအဲ့တော့မင်းကဘာလို့အဲ့လိုချင်းလို့ပြစ်စာကြိုက်ပြောနေရတော့ဒီလိုသာပြဿနာရှာနေကျွန်မရှင်းနေကွာရှင်းရလေအော်ကွာသနာလားရတယ်လေအဲ့ကြောင့်မလေးလေးပါမနေချင်လားမနေရကွာဟောမယ်လေရှင်ဘယ်ကြောက်ခဲ့ပြန်လာလဲနေ့တိုင်းပဲမူးနေတော့မှာလားမင်းကမဆွတ်ဆွဲနဲ့နော်ပြန်လာလိုက်မယ်နမုန်းစားနဲ့မင်းမစားပိတ်ထားမပိတ်နိုင်ဘူးရှင်သားသမီးမျက်နှာမထောက်ပါမထောက်နဲ့တော်လိုက်တော့နော်မင်းမစားပိတ်ထားလိုက်တော့မပိတ်တော့ရှင်ဘာလုပ်ချင်လဲမူးလာတိုင်းရမ်းကားနေတာကြီးပဲဟာကွာဖေနဲ့မေနဲ့ရတယ်အများကြီးဖြစ်နေရတယ်စိတ်ညစ်တယ်ဟုတ်တယ်မမကြီးရဲ့ကျွန်တော်လည်းလေကြောင်းအောင်ဆက်မတက်ချင်တော့ဘူးဖြစ်နိုင်ဒီအိမ်နဲ့ဝေးမှာပဲအလုပ်ကလုပ်လိုက်ကျွန်တော်လည်းပြအဲ့လိုတော့လုပ်ပါတယ်မောင်ကြီးကျောင်းအောင်ပြီးသေးတာမဟုတ်ဘူးမမကြီးကလည်းဟိုမှာနောက်ဆုံးနှစ်ပဲရှိသေးတယ်မမကြီးလည်းကျောင်းနေရပြီးချင်လာပါလေဒါမှလည်းမမောင်လေးကလည်းတွေ့တောင်းနေတယ်တော့မလိုက်ပါလေသမီးလည်းကျောင်းတက်ရတာသိစိတ်နေတာပဲသမီးတငယ်ချင်းတွေဆိုရင်သူတို့ဖေဖေနဲ့မေမေကသူတို့ကိုကျောင်းလိုက်ဖို့ကြောင့်ခရီးထွက်ကြနေတိတ်ပျော်စရာကောင်းတာပဲသမီးလည်းမိသားစုစုံနေနဲ့ခရီးထွက်ချင်လိုက်တယ်မမကြီးငါညီမလေးလည်းရွယ်နဲ့နိုင်စိတ်ဆင်းရဲနေရလိုက်တာဘာမှစိတ်မကောင်းစရာလည်းစဉ်းစားနေတော့ဒီလားစားရပြီနဲ့ကြိုးစားတနေ့တည်းအောင်ပြီးကျောင်းရည်ပြီးတော့အရေးကြီးနေမှာလေအားမသားမမယူကဖေနဲ့မေမေတို့အတွက်လည်းလုံးဝဖြစ်နေမှာနော်ခေါင်းလေးရောညီမလေးရောနော်ဟုတ်ကဲ့ပါမမကြီးမတို့ရေညီမရုံးမသွားခင်ရင်ဖွင့်စရာလေးရှိလို့ပြောလိုက်အောင်မယ်ပြောပါဦးဤဗာများလေးသူရှုံးမလဲသူအကြောင်းပဲပေါ့အပြင်မှာတငယ်ချင်းပေါင်းသိနေနေဆိုရင်အကောင်အိမ်ပြန်ရောက်ပြီဆိုတာနဲ့မိမနဲ့သားသမီးတွေကိုရိုင်မောင်းပုံမောင်းပြောဟဲ့ဆိုဟဲ့နဲ့ဒီမိသားစုကစိတ်ချမ်းသာစရာတကွမ်းမှမရှိဘူးသားသမီးတွေဆိုရင်လည်းအရွယ်နဲ့မလိုက်အောင်စိတ်ပင်ပန်းရတယ်အဖေတယောက်ဖြစ်ပြီးမိသားစုကိုစိတ်ဆင်းအောင်လုပ်ဖို့ပဲတတ်တယ်အမလီစန်တီကညီယောက်ျားကလေရက်မတောက်ထားရတော့သူတော်ကောင်းလို့နေအရက်ကလေးများဝင်သွားရင်တော့မိသားစုကိုစိတ်ဆင်းရအောင်လုပ်တယ်ပြန်ရလို့နေဆိုသူတော်ကောင်းချစ်ပေါ့အေးဟုတ်ပါအေးဒီမှာစနေတာညီယောက်ျားကိုကြောင်းမှန်ကံမသိအောင်လှုပ်လိုက်စမ်းမအေးညီဘက်ကလိုက်ရောနေလို့သူဒီလောက်ထိကန်းတက်နေတာမလည်းသူနဲ့ဆက်ပေါင်းချင်လို့ပေါင်းနေတာမဟုတ်ပါဘူးမတို့ရေထောက်ထားစရာသားသမီးမျက်နှာရည်သာမရှိရင်ဒီမသူနဲ့ကွာရှင်းလိုက်တာကြာပြီကွာဟေးကွာမမေသမီးကျောင်းသွားတော့မယ်လေဘိုးနဲ့မမကိုသွားပြီလားသမီးအဆောမညီမယုံသွားတော့မယ်ကလေးလေးကျောင်းဝင်ပို့အောင်မှာဆိုတော့ကိစ္စသွားအောင်နော်စန်ဒေးပတ်တက်ရှိတယ်ကိုဦးဆိုင်သွားကြမလားဟုတ်ကဲ့သွားမယ်လေအဲ့ဆိုင်ညီမလေးတို့နဲ့အဆင်ပြေရလေနော်ဟုတ်တယ်အဲ့တော့ဘယ်ချိန်သွားကြမလဲနေကင်းပန်းလိုက်သွားမယ်လေဟဲမောင်မောင်မျက်နှာလည်းမကောင်းပါလားဘာဖြစ်ပြန်ပြီတော့ကိုစနိုင်ပေါ့အမရဲ့မိမနဲ့စကားများလာတာမိမကကွာမယ်ရှင်းမယ်နဲ့အဲ့ဒါကျွန်တော်လည်းစိတ်တူလို့အိမ်ဘောကဆင်းလာတာအဲ့ဒါပြောတာပေါ့မောင်မောင်မိမများအန်ဩပါတို့မောင်လိုငွေရှာကောင်းတဲ့ယောက်ျားမျိုးရထားတာထိမ့်သိမ့်ကမတက်ဘူးယောက်ျားပဲတောက်တာစားရတော့ရှိမှာပေါ့အဲ့ဒါများပုံတိချက်ပြစ်ရှာနေတာဟုတ်ပါမရဲ့ဟုတ်ပါတိုးမောင်မရမကအတင်းယူခဲ့တော့ယူခဲ့ပြီးတော့အခုမှပါလို့ညာလို့ဆိုပြီးပုံကြီးချက်နေတယ်တိုးမောင်ကောင်းဆိုလဲသူကွာရှင်းလိုက်ပေါ့တိုးကတိုးမောင်အချိန်မွေးပြလက်ခံဖို့အစင်သင့်မယ်အဲ့လိုကွာဆိုရင်ကွာမှာမဟုတ်ဘူးဟဲ့ကွာမှာမဟုတ်ဘူးစန်တီရာဆိုရမိန်းမငွေရလည်းမတ်သေးမပြောချင်ကျွန်တော်လည်းဗျာဘာလို့မှမသိတော့ဝေခွင့်မရဖြစ်နေမှာမမဖေနဲ့မမေတို့ကကွာရှင်းကြတော့လို့ဆိုဟုတ်တယ်မောင်လေးရဲ့မမေကတပည့်ကိုတရားရုံးမှာနေများပါလို့နေပစ္စည်းဘဝပေးစင်လို့တရားဆွဲထားတယ်လို့ပြောတယ်မရဲ့ကျွန်တော်တို့မိသားစုကဒီလိုအင်းကြီးကောင်မှနေပြီးတော့တရားမှာစိတ်ချမ်းသာတယ်ဒါပေမဲ့ကျွန်တော်တကယ်ချင်းနေဆိုကြည့်လိုက်ပါဒီလိုအင်းကြီးကောင်မှမနေရဘူးဒါပေမဲ့အရင်စိတ်ချမ်းသာတယ်ကျွန်တော်နဲ့များလုံးဝမ
ဖေနဲ့မေမေနဲ့ကွာရှင်တို့လိုလုံးကြမယ်မမ မမကြီးလည်းအားလည်းစိတ်ညစ်နေတာဒီလိုတရားရင်ဆိုင်ရမယ်ဆိုရုံးချိန်တွေရတယ်သွားအောင်ပဲရှေ့နေစီရိတ်တွေမိသားစုစောင်းဝင်နေရတဲ့ရှိသေးတယ်ပြီးတော့မမကြီးတို့3ယောက်ပညာသင်စိတ်တွေလည်းရှိသေးတယ်တရားရောက်ပြီးဆက်ပြပြီးမမကြီးပြောတော့ မမေလည်းမမတွေတွေ့တယ်လို့ပဲတွေ့နေမှာဒီလိုမမေကြီးရတယ်တမိုင်းမှန်တယ်တွေ့နေကျွန်တော်လည်းစိတ်ချမ်းသာပါမမကြီး ဟုတ်တယ်အခုမမကြီးနောက်ဆုံးနေ့မှာတရားမဘာသာတဲ့ဆရာမကပြောတယ်အခုဆိုရင်တရားမမှုတွေမှာတရားရုံးကဥဆောင်တဲ့စိတ်ဆက်ဖြစ်ရှင်ရဲ့စနစ်ကိုစတင်စစ်သုံးနေပြီလို့ပြောတယ်အားလည်းမမကြီးလည်းဖေဖေကိုပြောကြတော့ဖေဖေနဲ့မေမေဟိုစစ်ဆက်ဖြစ်ရှင်စေချင်တယ်ဆိုပြီးရှင်းနေပြောခဲ့လိုက်တာ မမကြီးရဲ့ဆင်မပြောတဲ့အချိန်ကမမေကလည်းခံတော့သိတာပေါ့မမကြီးရဲ့ ဟုတ်တယ်မေမေလည်းစိတ်နဲ့မမာတာလို့ပြီးရဲဆိုရင်လည်းတကယ်ခွာရှင်းရမယ်ဆိုတော့ဒီမဲ့စိတ်ညစ်တာပဲလေအားအကြောင်းလည်းလက်ခံလိုက်တာအောင်မောင်းလေးရဲ့အခုဆိုရင်ဖေဖေနဲ့မေရဲ့ဟိုစစ်သက်ဖြစ်ရှင်ရေးဌာနကိုလွှဲလိုက်ပြီလို့ကြားတယ် ဘာသာတဲ့ပြောကြတဲ့ဆိုင်ဖြစ်လာပါစေလို့ပဲပြောနေရတာပေါ့ဗျာ သမီးကြီးရေစနေဖြစ်ပြီလားဟဲ့စနေဖြစ်ရင်သွားကြရအောင် ဟုတ်ကဲ့မေမေသမီးစင်သစ်ဖြစ်ပါပြီဒါနဲ့လေမောင်လေးနဲ့ညီမလေးကလည်းဖေဖေကိုတွေ့ချင်လို့လိုက်ချင်တယ်လို့ပြောတယ်မေမေ အင်းပေါ့လေမမေတို့ကွာရှင်းဖို့အမှုတင်ကြတဲ့ကဖေဖေကအိမ်ဘွားဆင်းသွားတာဆိုတော့သူတို့လည်းသူတို့ဖေနဲ့တွေ့ချင်နေရှာမှာပေါ့ခေါ်ခဲ့လိုက်ပါသမီးရေ ဟုတ်ကဲ့မေမေမောင်လေးနဲ့ညီမလေးသွားရအောင်မေမေကလိုက်ခဲ့တဲ့ ဒီ ငါလည်းဘာလုပ်လဲ ထိုင်ကြပါရှင်ထိုင်ကြပါအခုလိုမျိုးမိသားစုစုံစုံလေးလေးနဲ့နှစ်ဖက်ရှင်တွေပါလာပြီးတဲ့အတွက်ကြောင့်ကျူးစောပါတယ်ရှင်ဒါပေမဲ့ဆက်ဆက်ပြည့်ရှိမှကြတော့အမှုတွေရဲ့ရှင်းနေရှိရတဲ့တွေပဲပေါဝင်ဆောင်ရွက်ခွင့်ရှိတာမို့လို့သားတို့သမီးတို့ကအပြင်ကနေခမဆောင်နေပြီဖေဖေတို့မေမေတို့ကိုအန်တီတို့ကအကောင်းဆုံးညှိနှိုင်းပြီးမှမို့လို့စိတ်မပူကြနဲ့နော်အခုတရလိုတော်စန်းတီတာကတရပြိုင်ဦးမျိုးမမအောင်ပေါ်မှာဆွဲဆိုထားတဲ့မင်းများကွာရှင်းပြည့်စဲပေးစီလိုမှုနဲ့ပစ္စည်းခွဲဝေပေးစီလိုမှုမှာကျွန်မကစစ်စစ်ဖြစ်ရှင်းရရှိဖြစ်နေဆောင်ရွက်မှာဖြစ်ပါတယ်။ဒါကြောင့်မို့လို့စစ်စစ်ဖြစ်ရှင်းရဲ့အကြောင်းလေးရှင်းပြထားခြင်းပါတယ်။ကျွန်မတို့တရားရုံးတွေမှာဆွဲဆိုထားတဲ့တရားမမှုတွေတဲကမှမိသားစုဆိုင်ရာအမှုတွေ၊လူကြီးဆိုင်ရာအမှုတွေနဲ့ကုသရေးဝန်ဆိုင်ရာအမှုတွေကစစ်စစ်ဖြစ်ရှင်းရေးဆောင်ရွက်ဖို့တတ်မှတ်ထားတဲ့အမှုတွေဖြစ်ပါတယ်။ဗန်ချင်းွေရလုံမှုမျိုးနဲ့အခြားတရားမမှုတွေမှာဆိုရင်တော့နှစ်ဖက်အမှုတွေရဲ့သဘောဆန္ဒနဲ့စစ်စစ်ဖြစ်ရှင်းရေးဆောင်ရွက်နိုင်ပါတယ်။အဲ့တော့စစ်စစ်ဖြစ်ရှင်းဆောင်ရွက်တဲ့အခါမှာနှစ်ဖက်အမှုတွေကိုယ်တိုင်ကမိမိတို့ကြားထဲမှာရှိတဲ့အငြင်းပွားမှုတွေပြဿနာတွေကိုကိုယ်တိုင်ဖြေရှင်းကြရမှာဖြစ်ပြီးတော့သဘောတူညီချက်တွေကိုလည်းကိုယ်တိုင်ဆုံးဖြတ်ရယူကြရမှာဖြစ်ပါတယ်။အဲ့တော့နှစ်ဖက်သဘောတူညီချက်တွေရသွားပြီဆိုလို့ရှိရင်တရားမမှုတမှုကိုအချိန်တိုအတွင်းမှာပုံချစေတက်တာစွာနဲ့ဖြည့်ရှင်းလိုက်နိုင်တယ်ဆိုတဲ့အကျိုးကျေးဇူးရရှိမှာဖြစ်ပါတယ်။အဲ့တော့သဘောတူညီချက်တွေရရှိလာတဲ့သဘောတူညီချက်တွေပေါ်မှာလည်းတရားရုံးတွေကနေပြီးတော့အမိန့်ချမှတ်ပေးသွားမှာဖြစ်ပါတယ်။တကယ်လို့မြန်သဘောတူညီချက်မရရှိခဲ့ဘူးတရားခွင်မှာပြန်ပြီးတော့အမှုတွေစစ်ရမယ်ဆိုလို့ရှိရင်လေဒီမှာပြောဆိုဆွေးနွေးသွားတာတွေကိုတရားရုံးမှာပြန်လဲပြောဆိုခွင့်မရှိတဲ့အတွက်ကြောင့်မို့လို့နှစ်ဖက်စလုံးလွတ်လွတ်လပ်လပ်နဲ့ပြောဆိုဆွေးနွေးနိုင်ပါတယ်။ အခုလိုမျိုးကျမကိုစိတ်ဒုက္ခတွေပေးနေမယ်ဆိုလို့ရှိရင်ကျမသူနဲ့ဆက်မပေါင်းနိုင်ပါဘူး ငါပြောမယ်ငါစီးပွားရေးသမားတစ်ယောက်အနေနဲ့ကုန်တယ်တွေဧည့်သည်တွေအခမ်းတဲ့အပေါ်မှာမင်းကလည်းနားလည်မှုကိုမပြီးနိုင်တာကိုငါကမကျေနပ်တာ ရှင်ဒီလိုမျိုးစင်ကြင်မျိုးစုံနဲ့ဆိုလဲကျမရှင်နဲ့မပေါင်းနိုင်ဘူး
အခုလိုမျိုးလေမိသားစုကိစ္စတွေကိုညှိနှိုင်းကြတဲ့အခါမှာကိုယ့်ရဲ့စိတ်ခံစားမှုတွေကိုရှေ့တန်းမတင်မနဲ့ကလေးရဲ့အနာဂတ်ကိုကောင်းဆုံးဖြစ်အောင်ဆောင်ရွက်ပေးကြမယ်မိဘတောင်ကိုကြည်ပြောင်းလို့ဆောင်ရွက်ပေးကြမယ်ဆိုတဲ့စိတ်မျိုးနဲ့ဆိုရင်တော့အားလုံးအဆင်ပြေသွားမှာပါ ကျွန်တော်အနေနဲ့တော့နှစ်ဖက်ဆင်ပြေစီရှိပါတယ်ကလေးတွေရဲ့နာဂတ်ကိုလည်းထည့်ပြီးစဉ်းစားကြည့်လို့လူကြီးမပြီးလေရတဲ့ကလေးတွေပေါ်ထိခဲ့တာမျိုးတော့ဖြစ်စီလို့ပါ မှန်ပါပါရှင် ကျွန်တော်အနေနဲ့ကလည်းပြပြလေးဒီနေရာကိုပုံပြီးကိုမောချတာတော့တရားကလည်းအဖြစ်ကြီးမှရှိတာမဟုတ်ဘူးလေပြည်လေဝါးရတော့အကောင်းဆုံးပဲပေါ့ဗျာ မှန်ပါပေါ့အဲ့တော့လေတရလို့တရပြန်နှစ်ဖက်စလုံးကအိမ်တော်သက်တွေလည်းကြားခဲ့ပြီးကလေးတွေကလည်းတိတက်နားနေတဲ့အခြေတွေထောက်နေပြီဆိုတော့လေပေပေပေတို့မှာသားတွေသမီးတွေအတွက်အနာဂတ်အိမ်မက်တွေမရှိချဘူးလားဦးမျိုးမမအောင်ပြောပါဦး ကျွန်တော်စီးပွားရှာရဲဆိုတာလေသားသမီးတွေကိုအကောင်းဆုံးဘဝတွေပေးနိုင်အောင်လို့စီးပွားရှာနေတာပဲလေနော်ဒါကိုသူ့အနေနဲ့နားလည်မှုပေးစေချင်တာပေါ့နော်သူကနားလည်မှုပေးမယ်ဆိုရင်ကျွန်တော်ကလည်းသူမကြိုက်တဲ့အကျင့်ဆိုးတွေကိုပြပြဖို့လို့ကျွန်တော်ကတိပေးပါတယ် ဟုတ်ပြီ तू ကတော့အကျင့်စိုးတွေပြင်မယ်တဲ့တော်စမ်းတည်တာရောစဉ်းစားပေးလိုက်ပါဦး နားလည်မှုပေးရဲဆိုတာလည်းအတိုင်းအတာတစ်ခုရှိပါတယ်သူ့ဘက်ကသူ့အချင်းကိုပြင်ပြီးတော့ကျမကိုစိတ်ဒုက္ခမပေးဘူးဆိုလို့ရှိရင်ကျမသူနဲ့ပြန်ပေါင်းလို့တော့စဉ်းစားပါ အခုလိုမျိုးဒီသားစုတွေပြန်အဆင်ပြေဖို့ကြိုးစားကြမယ်ဆိုတဲ့ကတိတွေနဲ့နှစ်ဖက်သဘောတူညီချက်တွေရခဲ့တဲ့အတွက်ဝမ်းသာပါရဲ့ရှင်ဟုတ်ဒါအရေးကြီးမှာပါ တင်ပါလေ မေဆွဲထားတဲ့မှုကိုတရားရုံးမှာသွားပြီးရုပ်သိမ်းလိုက်တော့မယ် တကယ်လားမေမေ တကယ်ပေါ့သမီးရဲ့ ဝတ်တိုင်တာမမေရဲ့ဝတ်တိုင်တာ ကဲတိုက်တိုက်ဆိုင်ဆိုင်ဒီနေ့ကဖေဖေနဲ့မေမေတို့ရဲ့မင်္ဂလာတက်တဲ့22နှစ်မြောက်တဲ့နေ့ကွာ ဟုတ်လားဖေဖေ ဟုတ်တယ်သမီးကြီးရဲ့ ပင်နဲ့မင်းနဲ့အိမ်လောက်တဲ့22နှစ်ပြည့်ဆိုတော့သမီးတို့အမှတ်တရတစ်ပုံရရအောင်လေးဖြစ်နေတယ်နော် အာညီမလေးကြံကောင်းနေဟေ့ဒါနဲ့ဖေဖေသားတစ်ခုလောက်လေးမေးကြင်လို့ မိလေးသားရဲ့ ဖေဖေနဲ့မမေတို့ဘလို့အချက်လက်တွေနဲ့ညှိနှိုင်းခဲ့ကြတာလဲဆိုတာသိကြင်လို့ဖေဖေ သားတို့သမီးတို့သိကျင်နေမယ်ဆိုတာဖေဖေသိတယ်နားထောင်ဖေဖေရှင်းပြမယ်နော်စိစက်ဖြစ်ချင်းအရာရှိရနေပြီးတော့ချစ်စရာကောင်းတဲ့သားတို့သမီးတို့ရဲ့မျက်နှာလေးတွေကိုကြည်ပြီးစဉ်းစားပါလို့ပြောတဲ့စကားပေါ်မှာဖေဖေနဲ့မေမေတို့ကအရေးပြောပြီးတော့ဖေဖေကလည်းဖေဖေရဲ့မကောင်းတဲ့အကျင့်တွေကိုပြင်ပါမယ်မေမေကလည်းဖေဖေပေါ်မှာနားလည်ခွင့်လုပ်ပေးပါမယ်ဆိုပြီးတော့ဂရိတွေပြေးခဲ့ကြတာပေါ့ကွယ် ဒါလည်းဖြစ်ဖြစ်ဖေနဲ့မေကိုကျေးဇူးအများကြီးတင်ပါတယ်နော် ကဲမမရဒီနေ့ကလည်းဖေဖေနဲ့မေမေတို့ရဲ့မင်္ဂလာသက်တမ်း22နှစ်မြောက်အထိမ်းအမှတ်မှာဖေဖေနဲ့မေမေတို့မင်္ဂလာဆောင်တော့ကအမှတ်တရတဲ့ပုံရိုက်ခဲ့တဲ့ဟော်ရီကြောက်ဖြူလေကိုင်းမှာပဲမိသားစုအမှတ်တရတဲ့ပုံရိုက်ကြမယ်လေနော်ကဲရှေ့ဦးကြည့်မယ်တဲ့ပုံရိုက်မယ် အော်ဒါကတရားရုံးကနေရာကိုပြထားတယ်တက်စခရမဲဒီမှာပြခဲ့ရှိရပဲသွားကြည့်ကြမယ်လေ တော်ကြည့်မယ်ဖေဖေဟုတ်ပါလား
တရားလွတ်တော်ပြတိုင်းမှာခေတ်ဆက်ဆက်ကတရားစီရင်တာဝန်ကိုခြေပုံအောင်ထမ်းဆောင်ခဲ့ကြတဲ့တရားသူကြီးတွေလက်ရှိတာဝန်ထမ်းဆောင်စေတရားသူကြီးတွေရဲ့ဓာတ်ပုံတွေကိုလည်းပြထားကြတာပဲ ဟုတ်တယ်နော်အမတ်တရပစ္စည်းတွေရောရုံးသစ်ဖွင့်ပွဲအထိမ်းအမှတ်ဖန်လုံးနဲ့အလံတွေရောပဲနော်ပြီးတော့ပြောင်စုတရားလွတ်တော်ချုပ်ကစပြီးမြို့နယ်တရားရုံးထိတရားသူကြီးတွေဝတ်တဲ့ဝတ်စုံတွေကိုလေ့လာရတာဘ ഹു တုတတွေအများကြီးရတာပဲဒီတရားလွတ်တော်အဆောက်အဦကြီးကို1917ခုနှစ်ကစဖွင့်ခဲ့ပြီးတော့ရှေးဟောင်းအမွေနဲ့အဆောက်အဦလို့သတ်မှတ်ထားတာပါလားပြတိုင်းမှာအမတ်1ပန်းဆိုးရန်လက်အဆောက်အဦကြီးကလည်းရှေးဟောင်းအမွေအနေနဲ့သတ်မှတ်ထားတာပါလားတရားရုံးအဆောက်အဦမြေပုံတွေကိုပြသထားတာတွေ့ရမှာနှစ်ပေါင်း100ကျော်တရားစီရင်ရေးတာဝန်တွေကိုဆောင်ရွက်ခဲ့တယ်ဆိုတာသမီးကြီးတို့ဥပဒေကျောင်းသူတွေမဖြစ်မနေသိထားရမယ့်အချက်တွေပဲသမီးကြီးရဲ့ခုလိုမြေပုံအထောက်ထားတွေတရားခွင့်ကြီးတွေဝိယုံတွေနဲ့တွာလာနေတဲ့တရားလွတ်တော်ရှေ့နေကြီးတွေတွေ့ရမှာတရားစီရင်ကဏ္ဍရဲ့လှူရှားသက်ဝင်မှုတွေကိုရှင်းရှင်းလင်းလင်းသိမြင်ရတာပေါ့သမီးကြီးရဲ့အဲ့ဒါတွေမကဘူးလေတရားလွတ်တော်အဆောက်အဦနဲ့ကက်ရက်နှစ်ထပ်တိုက်အောက်ထပ်မှာလည်းပုံနှိစက်ကြီးလည်းပြသထားတယ်ကွအဲ့ဒီပုံနှိစက်ကြီးကလည်းခေဆက်ဆက်တရားစီရင်နှုံးတွေဥပဒေစာအုပ်တွေပုံနှိခဲ့တဲ့ရှေ့ဟောင်းပစ္စည်းကြီးဖြစ်တာပေါ့ကွဘေးကလေးအဆောက်အဦမှာဆိုရင်လေတရားရေးအရာရှိတွေတင်နန်းပွင့်လှစ်ထားတဲ့မှတ်တမ်းတပ်ပုံတွေတရားသူကြီးတွေရဲ့လှုပ်ရှားဆောင်ရွက်မှုမှတ်တမ်းတပ်ပုံတွေကိုလည်းလေ့လာခွင့်ရတာဂုဏ်ယူစရာပေါ့ကွယ်စောက်ဖြူလေးကားကြီးနဲ့နိုင်စင်ကြီးတို့ကလည်းမြမတရားစင်ရဲ့နှစ်ပေါင်း100ကျော်ပြရုပ်တရားမျှတမှုရဲ့ပုံရိပ်တို့ဖြင့်ရည်တည်ပေးခဲ့ကြပါပြီ။စူးလေစေတီတော်နဲ့မဟာဗန္ဓုလပန်းချံတို့ကိုဖြတ်တန်းတက်ခတ်လာသောလေနုအေးနဲ့တူတရားရုံးကဥဆောင်တဲ့စစ်ဆက်ဖြစ်ရှင်ရေးဆောင်ရွက်ခြင်းကလည်းကျမတို့မိသားစုအတွက်အပေးပြည့်စုံသောတရားမျှတခြင်းကိုဆောင်ကျဉ်ပေးခဲ့ပါပြီရှင်။